ဒီနေ့မှာတော့ camera tracking လုပ်နေကို DaVinci Resolve မှာပြပါမှာဖြစ်ပါတယ်။အဲ့ဒီတော့ DaVinci Resolve ထဲကိုမဝင်ခင်မှာတင်း camera ဒါမှမဟုတ်သုံးနေတဲ့ဖုန်းရဲ့ main camera ရဲ့ focal length 35mm equivalent ရဲ့ aperture width in inch ရဲ့ aperture height in inch ရဲ့အဲ့တုံးခုကို AI မှာတွားရှာရပါမယ်။အဲ့ဒီတော့ DaVinci Resolve ထဲကိုရောက်ပြီဆိုလို့ရှိရင် Fusion Tab ထဲကိုဝင်မယ်။ Fusion Tab ထဲမှာ CTRA camera tracker ဆိုတဲ့ node အသစ်တစ်ခုထည့်လိုက်မယ်။ပြီးလို့ရှိရင်အဲ့ဒီ media in နဲ့ media out ကြားထဲကိုထည့်လိုက်မယ်။ camera tracker ရဲ့ inspector ထဲမှာအဲ့ဒီ slider နှစ်ခုရှိတယ်။အဲ့ slider ကိုညာဘက်ကိုရွှေ့ရင်တော့ tracker တွေနည်းသွားမှာဖြစ်ပြီးဘယ်ဘက်ကိုရွှေ့ရင် tracker တွေများသွားမှာဖြစ်တယ်။ကျွန်တော်ကတော့ဒီလောက်ထားတာကျွန်တော် clip တွေအတွက်အဆင်ပြေလို့အဲ့လောက်ထားပြီးတော့ auto track ကိုနှိပ်လိုက်တယ်။ auto track ပြီးသွားပြီဆိုလို့ရှိရင် camera ထဲမှာအခုန AI ပေးထားတဲ့ file တွေကိုကောက်ထည့်လိုက်ပါ။ပြီးရင်အဲ့ဒီအလေက film gate မှာ user လို့ထားပြီးတော့ solver မှာ solve ကိုနှိပ်လိုက်ပါ solve ပြီးသွားလို့ရှိရင်အစိမ်းရောင်လေးတွေအဝါရောင်လေးတွေဖြစ်သွားမှာဖြစ်ပြီးတော့ solve error က1ထက်နည်းနေတော့ဘာမှဖြစ်မှာမဟုတ်ပဲね1ထက်များနေလို့ရှိရင်အောက်က maximum solve error ကို short ပြီးတော့ delete ကိုနှိပ်ပြီးတော့ပြန်ပြီးတော့ solve ကိုပြန်လုပ်ပေးပါ0 point ဖြစ်နေမှအဆင်ပြေပါမယ်အဲ့ဒီတော့ကျွန်တော်တို့ဘယ်မှာလုပ်မလဲဆိုတော့ဒီနားလောက်မှာစာတစ်ခုထည့်မယ်ပေါ့အဲ့တော့အဲ့နားလောက်က point 10ခုလောက်ကိုကျွန်တော် select လုပ်လိုက်မယ်select လုပ်ပြီးလို့ရှိရင် export ထဲမှာ 3D scene transform နဲ့တွားမယ် transform ထဲမှာ analyze ကိုနှိပ်ပြီးတော့ origin နဲ့ orientation မှာ set from selection ဆိုတဲ့ခလုံးတစ်ခုကိုနှိပ်လိုက်မယ်ပြီးရင် align ကိုပြန်နှိပ်မယ်ပြီးရင် export ခလုံးကိုနှိပ်မယ်အဲ့လိုနှိပ်လိုက်လို့ရှိရင် node အသစ်တွေရောက်လာမယ်အဲ့ဒီချိန်ညလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့အခုန camera tracker ကိုဖြုတ်လိုက်မယ်ပြီးရင် camera tracker renderer နဲ့ media out နဲ့ကိုချိန်လိုက်မှာဖြစ်တယ်ပြီးရင်လည်း land distortion တွေ ground plane တွေ prime cloud တွေကမလိုတဲ့အတွက်ဖြုတ်လိုက်မယ်အဲ့တော့ဒီဥစ္စာမှာကျွန်တော်တို့ဘာလုပ်လို့ရမလဲဆိုတော့အဲ့ဒီ scene ထဲမှာအခု 3D object တွေစာတွေဘာတွေထည့်လို့ရပြီပေါ့အဲ့တော့အခုကျွန်တော်တို့စာထည့်မယ်ပေါ့စာကိုယူလိုက်ပြီ task ကိုယူလိုက်ပြီပြီးလို့ရှိရင် task ကို media 3D နဲ့ချိန်လိုက်မယ်ပြီးလို့ရှိရင်တခုရေးကြည့်မယ်ပေါ့ hello လို့အဲ့တော့အကြီးဖြစ်နေတယ်အဲ့တော့ transform နဲ့တော့သွားမယ် transform နဲ့မှာ scale ကိုချကြည့်လိုက်မယ်ကြီးနေတော့ချပါသေးနေတော့ကျဲလိုက်အဲ့လိုဆိုတော့ရပါတယ်ပြီးရင်မနေ့ကလည်းမျိုးစာဖောင်းလုပ်ချင်လို့ရှိရင် test ထဲကိုသွားမယ်ပြီးရင်အောက်က extrusion နဲ့မှာကျွန်တော်တို့တဝက်လောက်တင်လိုက်မယ်ပေါ့အဲ့ဆိုလို့ရှိရင်စာကဖောင်းလေးဖြစ်သွားပြီဒါပေမဲ့တခုလိုနေသေးတယ်အဲ့ဒါက lighting လိုနေတာပေါ့အဲ့ဒီတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ 3DL directional light ကိုထည့်လိုက်မယ် directional light node ကိုထည့်ပြီးလို့ရှိရင်အဲ့ဒီကောင်လည်း media 3D မှာပဲထည့်လိုက်မယ်ပြီးရင် camera tracker တွေကိုတွားမယ် camera tracker ထဲမှာ lighting ကိုဖွင့်မယ်အဲ့ဒါဆိုရင်နည်းနည်းတူးပုံစံလေးတော့နည်းနည်းမြင်နေရပြီဒါပေမဲ့နည်းနည်းချိန်ရအောင်မယ်အဲ့တော့ directional light ထဲမှာသူ့ရဲ့ rotation ကိုလိုတစ်လောက်လေးချိန်လိုက်မယ်ပြီးရင်အရှိက control မှာလည်းသူ့ရဲ့ light intensity တွေပါချိန်လို့ရတယ်အဲ့ဒီတော့ဒီကတော့နည်းနည်းတော့ပြီးသွားပြီပေါ့ဒါပေမဲ့တစ်ခုခုလိုနေပါသေးတယ်အဲ့ဒါကတော့ဒီနားမှာကျွန်တော်တို့အရေးထဲမှာဖြစ်ပါတယ်အဲ့ဒီတော့အရေးထဲမှာဆိုတော့ဒီလေးခုကို copy ယူပြီးတော့တခြားဘက်မှာတော့ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် 3rn renderer 3D node ကိုထည့်မယ်ကျွန်တော်တို့ ground plane တစ်ခုယူလိုက်မယ်ပြီးလို့ရှိရင် media 3D မှာပဲထည့်မယ်ပြီးရင်အဲ့ဒီဥစ္စာကိုအလျားလိုက်ဖြစ်သွားအောင်လှည့်လိုက်မယ် renderer 3D မှာ lighting ဖွင့်လိုက်တော့သူကမဲနေတယ်အဲ့တော့ခုနဟာကိုအပေါ်အောက်လုပ်လို့ရတယ်အဲ့လိုဆိုလို့ရှိရင်တော့ပုံမှန်လေးပြန်ဖြစ်သွားပြီအဲ့တော့အဲ့ဒီ image plane နဲ့မှာကျွန်တော်တို့အဲ့ဒီဥစ္စာကိုရှင်းနောက်ပိုင်းနည်းနည်းလေးချဲ့တာပြီးလုပ်မယ်ပြီးလို့ရှိရင်အဓိကအရေးကြီးတာကတော့အဲ့ဒီ image plane ကိုအစိမ်းရောင်လေးပြောင်းလိုက်မယ် okay အစိမ်းရောင်ပြောင်းပြီးပြီဆိုလို့ရှိရင်နည်းနည်းကြီးချုံလုပ်ကြည့်မယ်ပေါ့ပြီးရင် renderer 3D ထဲမှာအခုန lighting နဲ့ shadow ဖွင့်ပေးမယ်အရေးကမပေါ်သေးဘူးအဲ့ဒီတော့ software renderer မဟုတ်ဘဲနဲ့ hardware renderer ကိုပြောင်းလိုက်လို့ရှိရင်အရေးပြန်ပေါ်ပြီဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကအဲ့ဒီဥစ္စာကို opacity ကိုမကုံအဆုံးထိချလိုက်မယ်အဲ့ဘာဖြစ်လဲဆိုတော့အရေးပဲလိုတာဆိုတော့ opacity ကိုအဆုံးထိချလိုက်မယ်ပြီးရင် renderer 3D node နဲ့ video အစနဲ့ကိုချိန်လိုက်မယ်အဲ့လိုဆိုလို့ရှိရင်အခုနကတော့ green screen ကဟိုဘက်ကိုရောက်လာပြီဖြစ်တယ်အဲ့တော့ renderer 3D node နဲ့ mesh အလယ်မှာ 3D gate 3D key ထည့်လိုက်မယ် 3D key ထည့်ပြီးတော့အဲ့ဒီအစိမ်းအောင်ဖြတ်လိုက်လို့ရှိရင်အရေးပဲကျန်တော့မှာဖြစ်ပြီးတော့
အဲ့ဒါတော့ပုံမှန် green screen ဖြောက်တဲ့အတိုင်းပဲဖြောက်လိုက်လို့ရပါတယ်ပြီးရင်တော့အခုလိုမျိုးအရေးပါတဲ့ 3D စာသားဖြစ်သွားပါပြီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ